Hello, so Daligaro Shan Hauni Bona Sauliga, but that's my favorite book, so I just want to share mine. So Daligaro Samye Faraye Sauliba, so Sam Faraga Yan English Sago Yan Lila Yan Lopare, so do you are Sauli Ma Ministico Samka Sambakani Veshe Lopibamese, so Daligaro Permaus only first and netly go Pipabame, so like Yaba. အတန်ထွက်တွေကိုတေချာမှတ်ပြီးတော့အဓိပ္ပာယ်တွေကိုတေချာခေါင်းနဲ့ထည့်ပါဒါဆိုရင်တော့အင်္ဂလိပ်စာကိုကောင်းကောင်းတတ်မယ်လို့မြင်လင်းပါတယ်ရှင့်ဆိုလိုက်ကြည့်အောင်ပန်းဒီကိုဆိုရင် apple apple เนาะလိမ္မော်ဒီ orange r เนาะ orange mango ထရက်တီ mango တရက်တီ mango ဒီဆိုရင် mangosteen ကကပ်ရေးရမှာဖြစ်ပါတယ်เนาะဩဇာဒီဆိုရင်တော့custard apple okay ငါပြောသည်ဆိုရင်တော့အရင်တော့ငါလူတွေက plantain ကိုလည်းခေါ်လို့ရတယ်ဒါမှမဟုတ် banana ဆိုအခုအချိန်လေးမှာဆိုအကောင်လုံးက banana ပဲခေါ်လေးရှိပါတယ်ဆို plantain ဆိုတာလည်းငါပြောဒီပြောတာပါဆိုမိပါမှာဆိုလို့မှတ်ထားပေးပါနော်တစ်တော်ဒီဆိုရင်တော့ pear ပါ pear မဟုတ်ပါဘူး pear okay နနတ်ဒီဆိုရင်တော့ pineapple ဖြစ်ပါတယ်ဖရဲဒီဆိုရင်တော့ watermelon okay တခွားဒီအမှဲ့ဆိုရင်တော့ muskmelon ပေါက်ဒီဆိုရင်တော့ raspberry တပြေဒီဆိုရင်တော့ blackberry okay ပြောင်းမှုဆိုရင်တော့ corn နဲ့ပြောလို့ရတယ်လို့ corn mix လည်းပြောလို့ရတယ် Indian corn လို့လည်းပြောလို့ရပါတယ်တချို့လူတွေအခုတော်တော်များများကတော့ corn လို့ပဲသုံးကြရတယ်ပေါ့နော်အရင်တုန်းကတကယ်သူ့မှန်ကတော့ corn mix ဒါမှမဟုတ် Indian corn လို့ခေါ်ကြပါတယ်ပိန်းနေသည်ဆိုရင်တော့ jackfruit that's already know right so အုံဒီကကြတော့ coconut နော် coconut မဟုတ်ပါဘူး coconut okay ဘာဒမ်ဒီဆိုရင်တော့ almond ဘာဒမ်ကတော့ almond ဆိုရင်တော့အကုန်လုံးသိကြပါတယ် so နောက်ချိုဒီရှောက်ချိုဒီဆိုရင်တော့ sweet lime ဒါမှမဟုတ် citron ပါ so တကြားဒီဆိုတာကသိကြမှာပါ supporter okay တီဟိုစီကကြတော့ cashew nut နော် cashew nut မဟုတ်ပါဘူး cashew nut ပါ so okay strawberry ကတော့ strawberry ဆိုတာအကုန်သိပါတယ် strawberry မဟုတ်ပါဘူး strawberry okay so ဒါဒီလောက်ပဲသင်မယ်ဒီနေ့ပေါ့နော်မနေ့ဖြန်ကြာရင်တော့ဆက်ပေးပါမယ် so bye bye